ဒီနေ့ကတော့ချင်းရိုင်ဘတ်သွားဖြစ်တဲ့ vlog အတူလေးရိုက်ဖြစ်ပါတယ်။သူကချင်းမိုင်ကနေဆိုရင်အသွားအပြန်9နာရီလောက်ကြာတဲ့အတွက်တိုးနဲ့ပဲသွားဖြစ်ပါတယ်။တိုးကတော့အဂူဒါဖြစ်ပြီးတော့တယောက်ကိုစင်ကာပူ50ကျပါတယ်။နေရာအနေနဲ့ကတော့9နေရာလိုက်ပို့ပေးပါတယ် Hot Spring, White Temple, Red Temple, Blue Temple ကွမ်ရင်ရုပ်ထုပါမယ် La Liter Cafe လည်းပါပါတယ်ပြီးတော့ရင် Buffet လည်းကျွေးတယ်လို့မျိုး Entrance fee လည်းအကုန်ပါပြီးသားပါမနက်9နာရီခွဲမှာဟိုတယ်ကိုလာခေါ်ပေးပါတယ်အရှိရအကူကြီးရာချင်းမိုင်ပေါင်းပြီးစင်တူဝစ်ချင်တယ်ဆိုလို့စင်တူလိုက်ဝတ်ပေးလိုက်ပါသေးတယ်ချင်းမိုင်ကနေတနာရီကျော်အကြာလောက်မှာတော့ Hot Spring ကိုရောက်သွားပြီဖြစ်ပါတယ်။ Hot Spring ရောက်တဲ့အချိန်မှာမိုးကရွာလိုက်ပါသေးတယ်။သူ့ရဲ့ရေကနွေးပြီးတော့တော်တော်လေးလဲပူပါတယ်။အဲ့ဒီနေရာမှာကြက်ဥတို့ငုံဥတို့လည်းပြုတ်လို့ရပါတယ်။ဒါကတော့ toilet အရှိနာက Hot Spring လေးပါ။ကြက်ဥတို့ငုံဥတို့ပြုတ်နေဆိုရင်ဘတ်20ပေးရပါတယ်။ပြုတ်ချိန်ကတော့3မိနစ်နဲ့ကြက်တယ်လို့ပြောပါတယ်။ပြီးတော့ရင်အဲ့ဒီကြက်ဥတို့ငုံဥတို့တို့စားဖို့အတွက်ငမြရဲ့အထုပ်လေးလည်းထည့်ပေးထားပါတယ်။အမတ်တရလေးဖြစ်အောင်ငုံဥလည်းပြုတ်ခဲ့ပါတယ်။ငမြရင်နဲ့စားရတာလည်းတစ်မျိုးလေးစားကောင်းပါတယ်။ချင်းရိုင်ဘက်ရောက်ဖို့အတွက်ကားတော့တော်တော်လေးအီးစိတ်နေအောင်စီးရပါတယ်ချင်းရိုင်လမ်းတွေလည်းထပ်ပြီးတော့ချဲ့နေတာလည်းတွေ့ခဲ့ပါတယ်ရှူကင်းလေးတွေလည်းတော်တော်လေးလှပါတယ်ကိုရီစီကကလောတို့အောင်ပန်းတို့နဲ့ဆင်ပါတယ်နောက်ဆုံးတော့ White Temple ကိုရှောက်သွားပါပြီဒါကတော့တိုးကိုက်အပါကြီးရှင်းပြနေတာပါဒီရွှေအောင်အစာဦးကြီးကတော့ပထမကတော့နန်းတော်လူလူဘာလို့စိတ်ထဲကထင်လိုက်တာပါမဟုတ်ပါဘူးအမှန်တကယ်တော့ toilet ကြီးပါအမှတ်တရအနေနဲ့ mirror selfie လေးလည်းဆွဲခဲ့ပါတယ်ဒါကတော့ White Temple ရဲ့အရှိမျက်နှာစာကိုရိုက်ပေးထားတာပါသူကတော်တော်လေးကိုအနုပညာလက်ရမြောက်ပြီးတော့ခမ်းနားပါတယ်ဒီနေရာကတော့လူအယိုးစုတွေပြီးတော့ရင်အောက်ကနေလက်ကြီးတွေနဲ့လှမ်းဆွဲနေတဲ့ပုံစံမျိုးဖန်တီးထားတာပါဒီနေရာလေးကတော့ White Temple ရဲ့အသက်ပါပဲအရန်လေးလှပါတယ်ဒီကနေပြီးတော့ကြည့်မယ်ဆိုရင်ကိုကနက်ဖြီကိုလေကားနဲ့တက်နေတယ်လို့ခံစားရပါတယ်အခုဗီဒီယိုထဲမှာကြည့်နေရဆိုရင်အပေါ်ကကောင်းကင်ကြီးအပြာရောင်ကြီးနဲ့တိမ်တွေနဲ့ပြီးတော့ရင်ကိုကလေကားလေးကနေရှောက်နေတဲ့ခံစားချက်မျိုးရပါတယ်White Temple ထဲကိုဝင်မယ်ဆိုရင်သူကအတူပြက်လုံးဝခွင့်မပြုပါဘူးဝင်ကြီးအနေနဲ့ကတော့ဘတ်100ပေးရပါတယ်အပြင်မှာစိတ်ကြိုက်ဗီဒီယိုဓာတ်ပုံတွေရိုက်လို့ရပါတယ်အထဲမှာတော့လုံးဝရိုက်ခွင့်မပေးထားပါဘူး White Temple ရောက်တဲ့အခါမှာနေရတော့ share ပူပါတယ်ဒါမျိုးချင်းမိုင်ပေါင်းပြီးလေးတွေပေါ့ပပဝတ်သွားဖို့အတွက်အကြံပေးချင်ပါတယ်အမှန်တကယ်တော့ White Temple ရောက်ရင်ထိုင်းဝတ်စုံလေးနဲ့ရိုက်မယ်ဆိုပြီးတော့စီစဉ်ထားတာပါဒါပေမဲ့နေအရန်ပူတာကြောင့်မရိုက်ဖြစ်ခဲ့ပါဘူးအဲဒီနေ့က Monday ဖြစ်တာတော့လူတော်တော်များပါတယ် weekend နေဆိုရင်တော့ဒီထက်ပိုပြီးတော့တိုးရမယ်ထင်ပါတယ်ဒါလေးကတော့ White Temple ကိုဘေးဘက်ကနေရိုက်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်တော်တော်လေးလှပါတယ်နေ့လယ်12နာရီထိုးတဲ့အခါမှာဒီ White Temple ဝင်းထဲမှာပဲရှိတဲ့ဆိုင်မှာ buffet သွားစားခဲ့ပါတယ်ကျွေးရတာလေးလည်းသူ့ဟာနဲ့သူစားကောင်းပါတယ်ဘိုက်ကလည်းစားပြီးပြီဆိုတော့တော်တော်လေးကိုတော့စားကောင်းခဲ့ပါတယ်ဒီမော်ဒီထားမှာတော့စားရတာအဆင်မပြေပါဘူးအချိုပွဲလေးတွေအေးလေးတွေလည်းတောက်လို့ကောင်းပါတယ်တတိယနေရာအနေနဲ့ကတော့ Blue Temple ကိုလိုက်ပို့ပေးပါတယ် Blue Temple နဲ့ White Temple လိုပဲတော်တော်လေးကိုအမှုပညာလက်ရမြောက်ပြီးတော့လာပါတယ် Blue Temple ရောက်ရင်ကိုကိုနဲ့ ice cream လေးဝယ်စားဖို့အတွက်လည်းအကြံပေးပါတယ်ဒါကတော့ Blue Temple ရဲ့အတွင်းဘက်ပါ Blue Temple ကတော့ဝင်ကြီးမပေးရပါဘူးဖျားကြီးနဲ့ဓာတ်ပုံရိုက်မယ်ဆိုရင်တော့တန်းစီပြီးတော့ရိုက်ရပါတယ်ပြီးတော့ရင်သူ့ရဲ့နေရင်စေးပကြီးတွေကလည်းတော်တော်လေးကိုအမှုပညာလက်ရမြောက်ပြီးတော့လှပါတယ်နောက်ဆုံးအနေနဲ့ကတော့ကွမ်ရင်ရုပ်ထုနဲ့ Red Temple ကိုလိုက်ပို့ပေးပါတယ်ကွမ်ရင်ရုပ်ထုရဲ့ရှင်ပြင်ကိုသွားဖို့အတွက်ဒါမျိုး Hello Kitty ကားလေးနဲ့လိုက်ပို့ပေးပါတယ်ခဏလေးပဲစီးရတာပါ
ဒါလေးကတော့အရှိနာလေးကိုရိုက်ပေးထားတာပါကားလေးနဲ့စားတက်နေပြီဖြစ်ပါတယ်ဒါလေးကတော့ကွမ်ရင်ရုပ်ထုရဲ့ရှင်ပြင်းလေးဖြစ်ပါတယ်ကိုရီကဓာတ်လေကားစီးပြီးတော့26လွှာကိုတွားရမှာဖြစ်ပါတယ်အဲ့ဒီမှာဓာတ်လေကားနားမှာကြိုးဆိုပေးရတဲ့သူတွေကအကုန်လုံးမြန်မာမာလေးတွေပါပဲ26လွှာကတော့ဒီကွမ်ရင်ရဲ့နှစ်ဖူးကအပေါက်လေးရှိတဲ့နေရာကိုတွားမှာဖြစ်ပါတယ်အဲ့ဒီအပေါက်ကလေးကနေပြီးတော့အောက်က view ကိုလှမ်းကြည့်လို့ရပါတယ်ဒါကတော့အတွင်းဘက်ကသူတို့ထုထားတဲ့ပပူးလက်ရာလေးတွေဖြစ်ပါတယ်။အဲ့ဒီကဝန်ထမ်းညီမလေးကိုတခြားအလွှာတွေမှာတော့ဘာတွေရှိလဲလို့မေးလိုက်တဲ့အခါမှာတချို့အိမ်မှာထားလို့မဖြစ်တဲ့ရုပ်ထုတွေဘာတွေဆိုရင်ဒီနေရာမှာလာထားတယ်လို့ပြောပါတယ်။ခီးသွားတွေကိုကြီးခွင့်ပေးတာကတော့26နဲ့25လွှာပဲဖြစ်ပါတယ်။ဒါလေးကတော့ကွမ်ရင်ရဲ့နှစ်ဖူးအပေါက်ကနေမြင်ရတဲ့ရှူကင်းလေးဖြစ်ပါတယ်။ဒီကွမ်ရင်ရုပ်ထုကတော့ Winji 40 baht ပေးရပါတယ်ဒါကတော့25လွှာမှာရှိတဲ့ကွမ်ရင်ရဲ့မျက်ခုံးကနေမြင်ရတဲ့ရှူကင်းလေးဖြစ်ပါတယ်အဲဒီအပေါက်လေးတွေကနေကြည့်ရင်လေလေးကအရန်တိုးလို့နေလို့ကောင်းပါတယ်လူတွေကတော့တနေ့ကုန်နေပူပြီးတော့အရန်လေးပင်ပန်းလို့မဲတူးနေပါပြီနောက်ဆုံးတော့ Red Temple ကိုတက်ခဲ့ပါတယ်။သူလည်းကွမ်ရင်တစ်ခုဖြစ်မယ်နဲ့တူပါတယ်။အထဲကရုပ်ထုကတော့ကွမ်ရင်ပုံစံပါပဲ။ဒါလေးကတော့သူ့ရဲ့အဝင်ပေါက်ပါ။အဲ့ဒီမှာဆန်အိတ်ကလေးတွေလည်းတွေ့ပါတယ်။တချို့ဆန်အိတ်တွေပါတယ်လှူလို့ရမယ်နဲ့တူပါတယ်။ Red Temple ကိုတော့ပထမအထက်ထိပဲတက်ခဲ့ပါတယ်။တော်တော်လေးလည်းညောင်းနေပြီဆိုတော့နောက်ထပ်တွေကိုတော့ထပ်ပြီးတော့မတက်ခဲ့ပါဘူး။နောက်ဆုံးချင်းမိုက်ပြန်တဲ့လမ်းမှာတော့အပေါ်ပါသွားဖို့အတွက်တနေရာလောက်ပဲရှက်ပြီးပါတယ်။ဒါလေးကတော့ချင်းမိုက်မျိုးရဲ့ညဘက် view လေးဖြစ်ပါတယ်။ဟိုတယ်ကိုတော့8နာရီဝန်းကျင်ပြန်ရောက်ခဲ့ပါတယ်။နောက်ပိုင်းမှာဒီနေ့တနေ့တာရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေကိုလည်းပြပေးထားပါတယ်အားလုံးပဲအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးပါ